ထိုရဲလာပြည့်နေတွင်ဖျားရှင်တိုင်းတပည့်သားတို့အားဩဝါဒပေးတော်မူသည်ကိုအကြောင်းပြု၍ထိုနေ့ကိုဩဝါဒပါတိမောက်ခါတော်နေ့အဖြစ်ကျင်းပရခြင်းဖြစ်ပါသည်ထိုရဲလာပြည့်နေ့ထူးခြားချက်ကိုသုံးသပ်ကြည့်ပါလျင်အရှင်သာရိပုတ္တရာယဟန္တာဖြစ်သောနေ့ဖြစ်ခြင်းအရှင်သာရိပုတ္တရာနှင့်အရှင်မောက္ကလံဧတရက်ရသောနေ့ဖြစ်ခြင်းအင်္ဂါ၄ရပ်နှင့်ပြည့်စုံသောယဟန်ပရိသတ်တို့အလိုအလျောက်စုဝေးမိသောနေ့ဖြစ်ခြင်းဘုရားရှင်တိုင်းဩဝါဒပါတိမောက်ပြတော်မူသောနေ့ဖြစ်ခြင်းဟူသောဤထူးခြားချက်၄မျိုးကိုတွေ့ရှိရပါသည်အပေဘေးမှကင်းဝေးစေသောအဆုံးအမကိုဩဝါဒဟုခေါ်ပါသည်ထိုဩဝါဒမိန့်ကြားတော်မူခြင်းကိုဩဝါဒပါတိမောက်ပြသည်ဟုခေါ်ဆိုရပါသည်ပါတိမောက်သည်ဩဝါဒပါတိမောက်အာနာပါတိမောက်ဟု၍နှစ်မျိုးရှိပါသည်ဩဝါဒပါတိမောက်ကိုမြတ်စွာဘုရားတို့သာပြတော်မူပါသည်တပည့်တန်ဃာများပြခွင့်မရှိပါတပည့်တန်ဃာများသည်အာနာပါတိမောက်ကိုသာပြခွင့်ရှိပါသည်တတ်တော်ရှိသောဘုရားရှင်တို့သည်ဩဝါဒပါတိမောက်ကိုအသက်ထက်ဆုံးပြတော်မူကြပါသည်တက်တန်းတို့သောဘုရားရှင်တို့သည်ဩဝါဒပါတိမောက်ကိုဝါတော်20အတွင်းမှသာပြတော်မူကြပါသည်လောဘဒေါသစသောဇယိုက်များထူပြောချိန်တွင်ဩဝါဒတည်ရန်ခဲရင်သောကြောင့်ဝါတော်20လွန်လျင်တပည့်တန်ဃာတို့အားအာနာပါတိမောက်ကိုပြစေရပါသည်ဘုရားရှင်တို့သည်ဩဝါဒပါတိမောက်ကိုဒိုရဲလာပြည့်နှင့်ကြုံကြိုက်ခြင်းအေဟိဘိက္ခုယဟန်ကြည်တာဖြစ်ခြင်းစလာပိညပဋိတံပိတာပတ္တယဟန္တာကြည်တာဖြစ်ခြင်းဤသူမြမပင့်ဖိတ်ပဲစုဝေးမိခြင်းဟူသောဤအင်္ဂါ၄ချက်နှင့်ပြည့်စုံမှပြမြဲဖြစ်ပါသည်ဂေါရမမြတ်စွာဘုရားသည်မဟာသက္ကရာ103ခုနှစ်တဘူရဲလာပြည့်နေ့တွင်အထက်ဖော်ပြပါအင်္ဂါ၄ရပ်နှင့်ပြည့်စုံသောကတ္တပညီနောင်ရှင်တထောင်အရှင်သာရိပုတ္တရာအရှင်မောက္ကလံနှင့်တပည့်250စုစုပေါင်းယဟန္တာ1252ပါးတို့အားဂါရာ3ပုဒ်ဖြင့်ဩဝါဒပါတိမောက်ကိုပြတော်မူပါသည်ဩဝါဒပါတိမောက်ဂါရာသည်သီလသမာဓိပညာကိုဟောကြားထား၍